ဆရာတို့အာမန်ဘန်နိုစကူကနေပြီးတော့လက်သီး15မျိုးဆိုပြီးဆရာတို့ပြခဲ့ပေးတယ်အခုတစ်ခါကျတော့ဆရာတို့လက်အစုံကဆရာတို့22မျိုးဆရာတို့အားလုံးရှိတယ်အဲ22မျိုးပါမှ73မျိုးလောက်တင်ရပါတယ်သူကလက်အစိတ်ပိုင်းနေပေါ့လက်အစုံသုံးတယ်ဆိုတော့အခုဆရာတို့လက်တစ်ခုမှာဆိုရင်ဆရာဒီမှာလဝါလက်ခုံဒါတစ်စုံပေါ့။မှာဆိုလက်ထိတ်နဲ့လက်နှောက်ဆိုဒါဆိုတစ်စုံပေါ့။လောဆောင်နဲ့ဒီအတွင်းဆောင်ဆိုတစ်စုံအဲ့လိုဟာမျိုးလေးပေါ့။ဒါဒီမှာတော့ဆရာတို့သုံးတာတော့လက်ထိတ်ရှိတယ်။လက်ပွားထိတ်ရှိတယ်။လက်ဖနှောက်ရှိတယ်ဒီမှာရင်3ခုရှိတယ်။ဒီအခါမှာဆရာတို့ဒီလောဆောင်ရှိတယ်။ပြီးတော့လောဆောင်နဲ့လက်ဖနှောက်နဲ့စုံနဲ့လက်ဖနှောက်ဆိုရှိတယ်။အဲ့တော့5မျိုးရှိပြီပေါ့။ပြီးတော့အတွင်းဆောင်သုံးတယ်6မျိုးလဝါလက်ခုံဆိုပြီးသုံးတယ်10မျိုးပေါ့အဲ့မှာခုနပြောသလိုပေါ့5မျိုးလောက်တင်အဆင်ပြေပါတယ်အများကြီးမျိုးဒီလက်ထိတ်3နည်းလက်ဖနှောက်3နည်းလောဆောင်3နည်းဒီ3မျိုးလောက်ကတော့အသုံးများတာပေါ့အဲ့3မျိုးဆိုတာအဓိကကြာပေါ့ကျန်တာကတော့ထပ်ချက်တဲ့ဟာတွေအဲ့တော့ဆရာဒီမှာမျိုးပေါင်း22မျိုးရှိရပေါ့အဲ့ဒီဟာတွေကိုတစ်ပိုင်းရိုက်သွားပြီနော်ဟိုဆရာတို့နံပါတ်1ကအုပ်စုကလောဆောင်အုပ်စုကဆရာတို့10မျိုးရှိရနော်10မျိုးအဲ့တော့လေးပြလိုက်မယ်ခြေခွဲလိုက်ဆရာနံပါတ်1ကလောဆောင်ဆရာတို့နှစ်ထင်ကိုပိုင်းခုတ်တဲ့အခါလက်ကဆရာတို့ဒီမှာရှိရဆိုရင်ဒီလိုယူထားရမှာယူထားတဲ့အခါမှာခုတ်လိုက်တဲ့အခါမှာဆရာတို့လက်ကဒီလိုတောင်းပြောင်းလည်းမဟုတ်ဘူးဒီလိုအပြန်လည်းမဟုတ်ဘူးအဲ့နှစ်ခုရဲ့ကြားတယ်45မှာလက်ကဒီလိုအဲ့ဒီမှာဒီလက်ကဒီလိုချိုးထားမှာလက်ချိုးတွေကတော့ဆရာရှေ့မှာပြထားပြီးသားရှိဗီဒီယိုလေးအဲ့တော့နှစ်ထင်ကိုရဲ့ဒီဟာနဲ့တဲမှာသွားပြီးကြာမှာเนาะအဲ့တော့လက်ယူထားလိုက်မယ်အဲ့ခဏလေးဆရာတို့လောဆောင်ခုတ်မယ်ဆိုတော့လက်သီးလိုပဲဒီလက်အတွင်းအရင်ဝေးမယ်เนาะထောင်လိုက်မယ်ချော်လိုက်ဆွဲဒီကပြန်ပြန်တော့အဲ့တိုင်းထားမယ်ဖြောက်ချလိုက်ဟုတ်ပြီဆရာတို့နံပါတ်1သွားမယ်နော်ရန်နေရှုပ်ခုတ်တဲ့အခါကိုယ့်ရဲ့နှစ်ထင်းနဲ့တဲတယ်နော်မျက်ခုံးနဲ့ဒီလက်နဲ့တန်ရပါတယ်နော်ဆရာ timing 4ချက်ပြင်မယ်နော်1 2 3 4ဟောပြီဘေးကိုလဲလိုက်1 2 3 4ဟောပြီရပြီရှင်းပြန်ရှင်းပြန်ဆိုတော့အခုနံပါတ်2သွားမယ်နံပါတ်2ကကျတော့ဆရာတို့အဲ့ဒီလိုပိုင်းပြင်ရင် तू ကနှစ်ထင်မဟုတ်ဒီလိုပြန့်သွားတာ तू ကကျတော့ဆရာတို့ဒီလိုယူတာလည်းတူတယ်ဒီလိုပြန့်သွားတာဒီပြန့်သွားတာဆိုတဲ့ဟာလေးဒီမှာရှေ့တဲ့ရန်သူမဟုတ်ရန်သူရဲ့ဒီလိုဘေးရောက်တဲ့အခါမှာဘေးကနေပြီးတော့သူ့ရဲ့တိုက်ခိုက်တဲ့ချက်တွေကိုဆရာတို့ကဖဲထုတ်ပြီးဘေးရောက်သွားတဲ့အခါမှာသူ့ရဲ့ဒီလယ်မျိုးတို့ဇက်တို့ပိုင်းတာအဲ့ဒါကြောင့်လက်ကိုဆရာတို့ခုနကတော့ဒီလိုချိုးတာမချိုးတော့သူကကိုယ့်ရဲ့ဒီဟာနဲ့ပခုံးစင်းနဲ့တဲလောက်မှာဒီလိုယူရဒီလိုအပြန့်နိုင်သွားအဲ့ဒီပြန့်မှာလက်ကြီးကိုလည်းဒီလိုဖြန့်ထားတာမဟုတ်နော်ဒီမှာတော့နည်းနည်းတော့သူကသူရောင်းတော့ချီနည်းနည်းတော့ဒီမှာကွေးထားနော်ဒီလိုအပြန့်ရင်အဲ့လိုဒီလိုကြီးအပြန့်ရင်မဟုတ်နော်ဒီမှာဒီကတော့ပြန့်တာဒါကိုချိုးစရာမလိုဘူးလို့ပြောတာနော်ယူထားလိုက်မယ်1 2 3 4ဟိုပဲလိုက်မယ်1 2 3 4ဟောပြီရှင်းပြန်လိုက်အဲ့တော့ဆရာတို့2မျိုးရှိသွားရင်ပေါင်းကစားပြင်နော်1 2 3 4ဟောပြီဟိုပဲလိုက်မယ်1 2 3 4ကြာပြီဆရာတို့နံပါတ်3ခုနနံပါတ်1ကနှစ်ထင်နော်နံပါတ်2ကလဲမျိုးတို့ဇက်တို့ကိုသွားတာပေးလိုက်ကြရတာအခုနံပါတ်3ကကျတော့ဆရာတို့လဲပင်ပေးကိုခုတ်တဲ့အခါမှာဆရာတို့တစ်ပင်နေခုတ်တဲ့အခါမှာဆွေပြီးခုတ်တယ်မှာအဲ့ဒီသဘောမျိုးသူကဒီလိုယူထားတော့အတူပဲဒီမှာခုတ်လိုက်တဲ့အခါမှာဒီလိုဆက်လွယ်ခုတ်တာလက်ကိုဒီလိုအပြန်လည်းမဟုတ်ဒီလိုမိုးလည်းမဟုတ်ဒီလိုဆက်လွယ်ဆောင်းလေးပြန်ကိုယ့်ရဲ့လဲပင်ကိုဒီနေရာကိုခုတ်
1 2 3 4ဟိုပဲလဲမယ်1 2 3 4ဟောပြီးရှေ့ပြန်နေလိုက်ဆရာတို့3မျိုးပေါင်းလုပ်ပြလိုက်မယ်နော်တစ်ခုနဲ့တစ်ခုကဆင်နေတော့သတိထားဖို့လိုတယ်နော်1 2 3 4 5 6ဟောပြီးခွဲလဲမယ်1 2 3 4 5 6ဟောပြီး